ကယ်ကိုပေါ်နှက်ကြီးတဲ့ကိုရောက်သွားတဲ့အတိုင်းပဲကျွန်တော်ရောက်ရှင်ပေါ့စဉ်းစားမိလေဆိုဒီကအပေါ်ကဟောကြီးတယ်မှာဟို push back ကားတည်မလားအဲ့ဒါကတစ်ခုတ်တဲ့အခန်းလေးလေအဲ့အခန်းသွားရတော့သတိရမိတယ်အခုကျွန်တော်ရောက်နေတာတော့ဒါအမတော်စောမလိုင်းနန်းနန်းကိုရောက်နေတာပေါ့နော်ဒီနန်းနန်းကကျွန်တော်မလို့အခုလိုမျိုးဗီဒီယိုရိုက်ကူးဖြစ်လေဆိုတော့လုံးဝတောလက်ကြီးထဲမှာရှိတဲ့နန်းနန်းဖြစ်နေလို့ပါနန်းနန်းနဲ့ကိုစပြီးတော့မှဝင်လာပြီဆိုတော့ねသူကဘေးနောက်မှာဒီຢာရှိရပေါ့ဘာလဲတစ်သားလိုမျိုးပဲအုပ်ရိုးရီလို့ပြောရနော်မြို့ခံတက်အုပ်ရိုးလို့ပြောရပေါ့အဲကျွန်တော်တေချာတော့မသိဘူးပေါ့နော်သူကကြောက်ပုံစံနေတယ်ဒါပေမဲ့ကြောက်သားတွေမဟုတ်တော့တစ်ခေါက်သားလိုမျိုးပုံစံကြီးကျွန်တော်တို့အခုဒီကနေဝင်ချင်းမှာပေါ့နော်ကျွန်တော်ကတော့သတိထားပြီးကြည့်မိရဒီတစ်ပင်ကြီးကတော်တော်ကိုကြီးရယ်တော်တော်လေးကိုကြီးရယ်နော်အညောင်မင်းကြီးမှတယ်အမြင့်ကြီးပဲအရွှေကြီးပဲအပေါ်ထိတော်တော်လေးကိုမြင့်တယ်ဒါကစောခွန်တော်တိုင်နိုင်ရဲ့နန်းနန်းအရှိပါနေရပါတော့ပြီးဒီမှာထူးခြားတာတစ်ခုရှိတာတော့ဗာလဲဆိုတော့မြင်းရုပ်တွေစင်ရုပ်တွေရှိတယ်ဒီမြင်းရုပ်တွေစင်ရုပ်တွေကိုသူကဒီတိုင်ကြီးမှာကျိုးချီရတယ်အဲ့တော့ပြောချင်တဲ့အဓိပ္ပာယ်ဗာလဲဆိုတော့ကျွန်တော်သိရသလောက်ပါဗောနော်ဒီတိုင်ကတဲ့ဒီမလောစောမလာတို့လက်ထက်ကလေးကဒီစင်နေမြင်းတွေကိုချီခဲ့တဲ့တိုင်လို့ပြောရဲဗောနော်ကျွန်တော်တော့တက်မသိဘူးဒါကျွန်တော်သိရအရာပြပြတာပြီးတော့ဒီမှာစင်စာမြင်းစာတွေလည်းကျွေးထားတွေ့ရတယ်ဗောသူကမြို့ရိုးဘောင်ပုံစံမျိုးလောက်ထားတာဖြစ်တဲ့အတွက်ဒီလိုမျိုးနိုင်ရန်ပုံစံကြောက်ဆောင်မျိုးကြီးပေါ့နေရာထဲမှာရှိရပေါ့နော်သူကပတ်လေမှာရှိနေတာသူကဒီကြောရောပြီးတော့ကျွန်တော်တို့ဟိုဘက်ချမ်းအကျော်လीတောက်လျှောက်ပြီးဒီဘေးတွေမှာဒီဘက်ဘေးတွေရောတစ်ပတ်လုံးသူဒီအောက်ထဲမှာအကုန်လုံးလို့နိုင်ရန်လိုမျိုးအုတ်တိုင်းကာထားတဲ့ပုံစံမျိုးကြီးပေါ့နော်အဲ့လိုမျိုးအတန်းလန်ကြီးရှိနေဒီစီဒီမှာဆိုလို့ရှိရင်လည်းဒါပွဲဒီနဲ့လာပြီးတော့မှလာကြောကြရလည်းရှိရပေါ့ဒီအတိုင်းမှာတော့တတော်ငွေတနေဆိုတော့အရင်အချမ်းပါခုကျွန်တော်တို့ဒီအပေါ်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်လေဒါတစ်ပင်နေလုံးဝတောနှက်ကြီးတွေရောက်သွားတာပေါ့နော်တကယ်လေအနှက်ကြီးပါအောက်မှာတောဝိုင်းမှာနေရမျိုးဒီတဘာဝကြိုက်တဲ့လူတွေဆိုတော့ကျွန်တော်အရင်မိုက်တယ်ပေါ့အရင်အချမ်းတယ်တစ်ပင်ပန်းမိုင်နေဆိုတော့ကျွန်တော်ဒါလေးဝက်လာတော့မှအေးနေမျောလေးမရောက်လာဆိုလေကျွန်တော်တော့ Mr. Pio ပါနောက်တစ် vlog မှာပြန်ပြန်မတွေ့ကြတာပေါ့အားလုံးပဲ see you